ကနေမှာအသုံးပြုတဲ့ cooling fan တွေပေါ့နော်ဒါကတော့ FS73 model လေးပါကောင်းကျွန်တော်ဒီအရှိကံမှာထည့်ဖို့မှန်လိုက်ရပါတော့သူကတော့ပါဝါတော့1 watt ပဲရှိတယ်အားတော့တိတ်မပြင်းဘူးဒါပေမဲ့ဒီတပီကန်တွက်လောက်ဆိုရင်တော့အဆင်ပြေလောက်တယ်ဒါတော့လဲလို့ရပါတော့ပေါ်အောင်ဒီပိုင်းတော့ချိန်လို့ရတယ်သူ့အထဲမှာတော့ကျွန်တော်ဒီဂျူလေးပါပါတော့ကျွန်တော်ဒီပါဝါပန်းနဲ့လည်းတွဲသုံးလို့ရမယ်ဒီကောင်လေးပါဒါမျိုးလေးပေါ့တရားဆိုရင်တော့ဖြုတ်လို့ရတယ်ဒါတော့သူရဲ့ဘန်ကားတွေပေါ့နော်အမှပါဝါကွန်ပက်လို့ရဒါလဲလို့ရတယ်ဒါတော့မှန်ပါညတဲ့ဟာလေးပေါ့နော်တော့ကုန်လဲလို့ရပါတယ်ဒါတွေတော့ဘန်ကားတထားပြီးသားအနေထားလေးပေါ့နော်လဲလို့ရပါတယ်စိုက်လို့ရပါတော့ပြန်ဒီမှာတော့သူရဲ့ပါဝါခလို့လေးပါပါတယ်ဒီမှာသူစုပ်ခွက်လေးနက်လေးပါပါတယ်ခင်ဗျာ1 watt ဆိုတော့ဒါမှန်လေးပါပဲကြည့်ရအောင်